ဆီယမာကျူးရဲ့ချစ်သူမုန်းတွေကဒီစာသားလေးကိုဖတ်မိတဲ့အခါလေတုတ်ကနေဖြစ်သွားတယ်နှလုံးသားရှိမယ်မထင်ဘူးတကယ်တော့လူတယောက်ကိုလေအတိုင်းစားမရှိအယမ်းမျက်နှိုးမိသွားတဲ့အခါငါတို့ကလေအလိုလိုရှုံးနေပြီးသားဖြစ်သွားတတ်ကြတယ်သူ့ဘက်ကပြန်ပေးတဲ့အရာကလစ်လူရှုမှုတွေအေးဆက်မှုတွေဖြစ်နေတာကိုတိတိကြီးနေတာကိုယ်နှလုံးသားကအမှန်တရားကိုလက်မခံချင်ဘူးအဲ့ဒီအခါကိုယ့်ဘက်ကနေပဲသူ့အတွက်စင်ကြီးတွေအတိုးချပြီးလေအမျိုးမျိုးတွေးပေးနေမိတော့တာပဲသူ့အလုပ်တွေအများများနေလို့ဖြစ်မှာပါသူ့မှာကိုယ့်ကိုမပြောပြနိုင်တဲ့စိတ်ညစ်စရာတွေရှိနေလို့နေမှာပါတကယ်တော့သူငါ့ကိုချစ်နေပါသေးတယ်ဆိုပြီးသူ့ရဲ့အမားတွေသူ့ရဲ့အေးဆက်မှုတွေကိုကိုယ်စိတ်နဲ့တင်လိုက်ပြီးတောင်းပန်နေမိတတ်ကြတယ်ရှင်ထဲမှာဘလောက်ပဲမွန်းချက်ပြီးနာကျင်နေပါစေအောင်သူ့ရှေ့ရောက်သွားရင်ဒါမှမဟုတ်သူကစကားတစ်ခွန်းလောက်လှမ်းပြောလိုက်ရင်ပဲအရာအလုံးကိုအဆင်ပြေပါတယ်ဆိုတဲ့အပြုံးလေးတစ်ခုနဲ့အလွယ်တကူခွန်းလွတ်လိုက်ပြန်ရောအဲ့ဒီခွန်းလွတ်လိုက်တိုင်းလေကိုတိတ်ခါတွေကိုမာနတွေချိန်မွသွားတာသိပြီမယ်လေမဆုံးရှုံးခံခြင်းနဲ့စိတ်တစ်ခုတည်းနဲ့တင်ကိုပြန်လိန်ညာပြီးလေယူမိုက်နေမိကြတာပါပဲမဟုတ်လားအချစ်ကြီးလုံးတဲ့သူကအမြဲတမ်းပိုခံစားရသမျှမှုလေကိုကတော့မျက်နှိုးနဲ့ပဲသူ့စီမှာလေအကျဉ်းချင်းဆက်ပြီးရှုံးနေပေးနေမိအောင်ပါပဲမင်းရဲ့ဘဝမှာကောသူ့ရဲ့လစ်လူရှုမှုတွေကိုတီလျက်နဲ့တောင်စင်ကြီးတွေပေးပြီးလေပြုံလေးခွင့်လွတ်ပေးနေမိတဲ့အထိမျက်နှိုးရတဲ့သူရှိခဲ့ဘူးလား